10 ရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်မိသားစုရဲ့ချစ်ချင်းမေတ္တာနဲ့ဖေးမမှုကိုရရှိလိမ့်မယ်ကိုယ့်ရဲ့အခက်အခဲတွေကိုမိသားစုဝင်တွေကကူညီဖြေရှင်းပေးနိုင်လိမ့်မယ်အခွင့်အရေးကောင်းတွေလက်လာပါတွေကိုယ့်လက်ထဲကိုရောက်လာလိမ့်မယ်လူရဆန္ဒပြေဝတတ်တဲ့စက်တူစီးပွားရေးလုပ်ငန်းကိစ္စတွေအကျိုးပေးကောင်းတယ်ဒီနေ့အတွက်ဆောင်းရှောင်းမဲ့ရာကတော့အရာအားလုံးကိုကိုယ့်အပိုင်ဖြစ်စေခြင်းနဲ့လောဘတွေကိုလျှော့ပေးပါစွန့်လွတ်တတ်ဖို့ကိုလည်းသင်ယူပါဘဝကိုအကောင်းဆုံးရှေ့ဆက်နိုင်ဖို့အတွက်ကြိုးစားပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့ဆုံးသက်မှာထည့်ပေးထားပါတယ်ဒီနေ့တာလုံးစင်ပြေချုံမွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်